ကိုရောက်ပြီးခလစ်ပိတ်ဆိုင်ကိုရောက်ရင်ခင်မပါဘူးဖန်ကိုရောက်ရင်မဖြစ်မနေလာတဲ့နေရာလေးတစ်ခုကိုမိတ်ဆက်ပေးပါမယ်အဲ့ဒီနေရာလေးကတော့ကျွန်တော်အနောက်မှာရှိတဲ့ခလစ်ပိတ်ဆိုင်ဖြစ်ပါတယ်ကျွန်တော်တို့ခလစ်ပိတ်ဆိုင်နဲ့ဝင်ကြည့်လိုက်ရအောင်မင်္ဂလာပါညီလေးမင်္ဂလာပါညီမလေးကြောက်ပါမချစ်ဟုတ်ကဲ့ညီမလေးဒီမှာဘာတွေရလဲညီမလေးတို့ဆိုင်ရဲ့မနက်စာပိတ်စာတွေရရွှေတောင်အုံလုံးပုံနာလေးရတယ်ရှင်ပြပလာတာတူလေးလည်းကောင်းတယ်ရှင်special menu လေးကြတော့မန်းလေးထမ်းမိချီလေးရတယ်တူချီလေးရတယ်ရှင်ဟုတ်လားဟုတ်ဒီမှာနာမည်ကြီးဆုံးစားစာပါလေဟောနာမည်ကြီးဆုံးစားစာကတော့မန်းလေးထမ်းမိချီလေးပါရှင်တူချီလေးရတယ်ရှင်တူချီချပါတီလေးလူစားများကြရရှင်နောက်ကြတော့မုံလိုင်း breakfast လေးဆိုရင်မော်ဒယ်ချက်သားလေးတို့ချက်တူးနာလေးကိုလည်းရရရှင်ဒါဆိုရင်ကျွန်တော်မန္တလေးထမ်းမိချီလေးပါရှင်ထမ်းမိချီဟုတ်ကဲ့မန်းလေးထမ်းမိချီလေးမှာဆိုရင်ချက်သားဝတ်သားဥစုံလေးနဲ့ရပါတယ်ရှင်ကျွန်တော်ချက်သားနဲ့တပွေးပေးပါခလစ်ဖေးဆိုင်ကကြတော့ကျွန်တော်တို့ဖန်လန်းကွာနဲ့နီးတာဖြစ်တဲ့အတွက်တွားရလာရအရန်စင်ပြေတယ်ပေါ့နော်ပြီးတော့ဒီခလစ်ဖေးဆိုင်ကကြတော့ space နေရာကျယ်တယ်ပေါ့ဒီအောက်မှာတင်ပဲကျွန်တော်တို့ဇွဲပေါင်း60နီးပါးလောက်ရှိတယ်6တဝိုင်းမှာဆို4ယောက်အနည်းဆုံးထိုင်လို့ရတာဖြစ်တဲ့6လေး20နဲ့လေးလူပေါင်း140ကိုအနည်းဆုံးစန့်တယ်ဒါကျွန်တော်တို့ဒီမှာဆက်ကြည့်လိုက်ပါဦးပေါ့နော်ခလစ်ဖေးဆိုင်မှာကြတော့အစားအစာမျိုးစုံရတယ်မြန်မာအစားအစာရမယ်ရှမ်းအစားအစာရမယ်တရုတ်အစားအစာရမယ်ယိုရီးယားအစားအစာရမယ်ပေါ့နော်ခလစ်ဖေးဆိုင်မှာအဓိကကတော့မနက်စာကိုအဓိကအထူးပြုပြီးရောင်းပါတယ်ဒါတော့ခစ်ရဲ့ကချင်လုံးဖြစ်ပါတယ်ကချင်လုံးကကြကြဝုံလုံးလည်းရှိတယ်တက်ပြက်ပြက်လည်းရှိတယ်ပေါ့နော်ခင်မှာကြတော့ကျွန်တော်အကြိုက်ဆုံးကဝန်ဆောင်မှုပေါ့နော်ဆိုင်ထဲကိုဝင်လာခဲ့ကဒီဝန်ထမ်းညီမလေးတွေကပေါ့နော်ပြုံပြုံးရွှေရွှေနဲ့ဖော်ဖော်ရွေကျွန်တော်တို့ကြိုဆိုပေးတယ်ပေါ့နော်ဝင်လာတဲ့အခါမှာကျွန်တော်တို့နွေ့နွေ့ထွေးထွေးခံစားရတယ်ပေါ့နော်ဒါကကျွန်တော်မှာထားတဲ့အစားအစာတွေဖြစ်ပါတယ်ညီမလေးဒီအစားအစာလေးကိုရှင်းပြပေးပါဦးဟုတ်ကဲ့မင်္ဂလာပါရှင်ဒါလေးကတော့ဖရမင်းလေးပါရှင်ဖရမင်းလေးမှာပြီဆိုရင်ညီမလေးတို့ဘက်ကနေအရန်ဟင်းလေးလည်းပေးပါတယ်ရှင်အတုံးမြုပ်လေးလည်းပေးပါတယ်ဖရမင်းတစ်ပတ်ကို1000ကျပါတယ်ရှင်တခြားဟင်းလေးတွေနဲ့လည်းရပါသေးတယ်ရှင်ဖရမင်းကပါဆယ်လေးဆိုရင်တော့1500လေးယူပေးပါတယ်ရှင်ဟုတ်ကဲ့ညီမလေးရှင်းပြတာကတော့ဒါဖထမင်းပေါ့နော်ဒီဖထမင်းမှာဆိုကြက်ပေါင်အကြီးပါတယ်ပြီးတဲ့အခါကျတော့ဒီအရန်ဟင်းလေးတွေလည်းပါတယ်ပေါ့နော်ပြီးတော့ဒီငပိနဲ့တိုးစရာကိုလည်း free ချထားပေးရဖထမင်းတစ်ပွဲမှာ1000ပဲရှိတယ်ကျွန်တော်တို့ပါဆယ်ဆိုရင်တော့1500ပေါ့နော်ဒါလေးလည်းညီမလေးရှင်းပြပေးပါဦးဒါလေးဘယ်လိုခေါ်လဲပေါ့မီးရှည်မန်လေးထမ်းမီးရှည်ဟုတ်ကဲ့ဟုတ်ကဲ့ဥစုံလေးနဲ့ပါရှင်ဒါတော့ဥစုံလေးနဲ့ဆိုရင်တော့6000ကျပါရဲ့ရှင်ကျက်ဝက်ဆိုရင်တော့9000ပဲကျပါရဲ့ရှင်ပါဆယ်ဆိုရင်တော့6500ကျက်ဝက်ဆိုရင်တော့9500ပါရှင်ဒါလေးကတော့ဥစုံနဲ့ပေါ့နော်6000ထိုင်စားမဲ့ဆို6000ကျွန်တော်ပါဆယ်ဆိုရင်တော့6500ပေါ့နော်ကျွန်တော်တို့ထုတ်ခါလေးရှိလို့ပေါ့နော်ဒါကြတော့ဒီခစ်ကဲ signature ပေါ့နော်လက်ဖေးဆိုင်တွေမှာကြတော့ဒီလိုမျိုး signature coffee ကရခဲတယ်ပေါ့နော်ခစ် coffee လို့ခေါ်တယ်ပေါ့နော်ဒါဒီဥစ္စာတော့ကျွန်တော်တော်တော်ကြိုက်တဲ့ coffee ပေါ့နော်ခစ် coffee ခင်မှာကျွန်တော်အကြိုက်ဆုံးကတော့ဝန်ထမ်းကြီးလေးညီမလေးရဲ့ uniform ပေါ့နော်တက်တက်ရရရှိတယ်သူကဝင်လာတဲ့ကလေးကဖော်ဖော်ရွေးကျွန်တော်တို့ဆက်ဆံတယ်ထိုင်ရလည်းတက်တောင့်တက်တာရှိတယ်ပေါ့နော်ဒီဘေးမှာတော့ဒါခစ်ကဲညီမငယ်လေးပေါ့နော်ညီမလေးဒီမှာအလုံးလုံးရတာဘယ်လိုမျိုးခံစားရလဲပေါ့အလောက်လောက်တာအရန်ပြောတယ်ရှင်ဘာလို့ဆိုတော့ဒီမှာတငယ်ချင်းတွေလည်းအများကြီးပဲပြောရှင်ပဲနောက်ကြတော့တထည့်ရလည်းညီမလေးတို့ပေါ်ဘာမှလိုလေးသိမ်းမရှိအောင်ထားပေးထားပါတယ်ရှင်ဟုတ်ကဲ့ပါဒီဘက်ညီမလေးရဲ့ဟိုမေးမယ်ပေါ့နော်ဒီမှာရောညီမလေးရဲ့အခြေအနေလေးပေါ့ပြပြပေးပါဦးအရန်ပြောဖို့ကောင်းပါတယ်အရန်ပြောဖို့ကောင်းတယ်ဘာလို့လဲတထည့်ရလည်းလိုလေးသိမ်းမရှိအောင်ထားပါရဲ့ရှင်အားလုံးလည်းအဆင်ပြေပါရဲ့ရှင်ဆောင်ကောင်းတွေကအစပေးထားပါရဲ့ရှင်အကုန်လုံးဟုတ်ကဲ့အကောင်လုံးပြည့်စုံအောင်လို့တော့ဆင်ပေးထားပါရဲ့ရှင်အကောင်လုံးဟောအဲ့ဒါညီမလေးကဒီမှာပဲနေစားငိမ့်ပေါ့နော်ဟုတ်ကဲ့နေစားငိမ့်ပါရှင်နောက်ပြီးတော့အဝိရှော်တဲ့ဥစ္စာစပြဘူးအစားအကုန်ပေးထားရဲ့ရှင်အကုန်လုံးလိုလေသေးမရှိအောင်ဟုတ်ကဲ့ဆရာဒီခစ်ကနေပြီးတော့သူထောက်ပံ့ပေးထားတယ်ပေါ့နော်အဲ့ဒါကြောင့်တင်တယ်သူတို့ပျော်ရွှင်တဲ့အခါကျတော့ကျွန်တော်တို့ဒီ customer တွေကိုလည်းပျော်ရွှင်တဲ့ဝန်ဆောင်မှုပေးနိုင်တဲ့အခါကျတော့ကျွန်တော်တို့လာထိုင်ရတာလည်းအဆင်ပြေပါတယ်ခစ်မှာနောက်တစ်ခုအကြိုက်ဆုံးကတော့ VIP အခန်းပေါ့နော်ဟိုမှာမြင်နေရတဲ့ VIP အခန်းပဲအဲ့ဒီအခန်းကအေကွန်ရှိတယ် ACC နဲ့ထိုင်လို့ရတယ်အဲ့ဒီမှာကအခွန်ကားမရှိဘူး free ထိုင်လို့ရတယ်ပေါ့နော်ကျွန်တော်လိုက်ပြပေးမယ်ဒါတော့ VIP အခန်းပေါ့နော်မင်္ဂလာပါညီမလေးမင်္ဂလာပါညီမလေးအော်စလာဆိုင် VIP အခန်းကကြတော့အေကွန်လည်းရှိတော့
ACC ထိုင်လို့ရတယ်တက်တောင့်တက်တာလည်းရှိတယ်ဒီမှာလာပြီးတော့ laptop နဲ့လှုပ်လို့မယ်ဆိုလည်းအဆင်ပြေတယ်ပေါ့နော်ဒါသူ့ရဲ့အခန်းလေးက speed လေးကျယ်ဖန်ကိုရောက်ရင်ခလစ်ဘေးဆိုင်ကိုလာဖို့ဖိတ်ခေါ်ပါတယ်ဖန်ကိုရောက်ပြီးခလစ်ဘေးဆိုင်ကိုမရောက်ရင်မဖြစ်ပါဘူးရှင်ဟုတ်ဖန်ကိုရောက်ရင်ခလစ်ဘေးဆိုင်ကိုလာဖို့ဖိတ်ခေါ်ပါတယ်ဖန်ကိုရောက်ပြီးခလစ်ဘေးဆိုင်ကိုမရောက်ရင်ခမင်းမပါဘူးရှင်